အေးဒါပေမဲ့နောက်တစ်ခါဆိုလို့ရှိရင်တော့မင်းတက်လုံးတဖုံးနဲ့ထမင်းဝါနေရမယ် မင်းတို့ညီကိုနှစ်ကောင်လုံးစောက်ကြီးကိုမဆိုင်တာကွာဟာ ဟဲ့အောင်မင်းတို့နှစ်ယောက်တစ်ယောက်ဆိုပြီးငါ့ကိုနိုင်မကြည့်နဲ့နော်ဟဲ့အောင် ဟာဟေ့မင်းထစမ်းမကွာရင်ဟေ့ ဒီရက်ကွက်မှာငါတို့ညီကိုနှစ်ယောက်ကိုအာခံရဲတဲ့ကောင်တစ်ကောင်မှမရှိဘူးအေးဒါပေမဲ့မင်းကငါတို့အာခံရဲတယ်ဆိုတော့မင်းစလည်းမသေးဘူးပဲ ငါ့စားသေးလားကြီးလားမသိကြငါ့ကိုလှုပ်ပေးကြည့်လိုက် ဟာကြိုက်တယ်ဟဲ့ကြီးအောင်အော်လှုပ်ပေးလိုက်ဟဲ့ပြောမင်းဘာလုပ်ချင်လဲ တားတောင်းမှန်ပါတယ်ကိုကြီးရေကိုတို့ညီကိုနှစ်ယောက်ရဲ့ဇာတ်ကိုမသိလို့ဒါပြောမိတာပါတော့ခွင့်ယူပါနဲ့ဗျာနော်ကိုကြီးတောက်ခွင့်လို့ပါ ဟာရောက်သားနဲ့ဘာသားနဲ့ခွေးသားလိုက်ရောက် ဟဲ့လူခွင့်မရိုင်းလိုက်တာ ဟဲ့မင်းကမင်းဘာလုပ်ချင်လဲ ဘာမလုပ်ချင်ပါဘူးကိုကြီးတို့တားပေါ်စိတ်ကြိုက်မရိုင်းလို့ရပါတယ်လို့နော် မရိုင်းလို့ရတယ်ဆိုတော့ငါတို့ညီတို့ကရိုင်းတယ်လို့မင်းပြောနေ အဲ့လိုမဟုတ်ပါဘူးကိုကြီးတို့ညီကိုနှစ်ယောက်တားပေါ်စိတ်ကြိုက်အနိုင်ကျင့်လို့ရပါတယ်လို့ပြောတာပါနော် မင်းလွန်နေပြီနော်ငါတို့ကမင်းကိုအနိုင်ကျင့်နေတာမဟုတ်ဘူးမင်းငါတို့အာချောင်းဝါလို့မင်းကိုလိုက်ကျင့် ဟုတ်ပါတယ်ဟိုတားကိုကြီးတို့ညီကိုနှစ်ယောက်ဇာတ်ကိုမသိလို့တာအာချောင်မိတာပါမျိုးတောက်ခွင့်လို့ပါနော်နော် ဟဲ့ကြီးအောင်မင်းကတော့ခွင့်လို့မလား မင်းခွန်းလို့မလား ဟဲ့မင်းမေးနေတာမင်းခွင့်လို့မယ်ဆိုငါခွင့်လို့မယ်ကွာ မင်းခွန်းလို့မယ်ဆိုငါလည်းခွန်းလို့မယ်လေကွာ ဟဲ့မင်းခွင့်လို့မယ်ဆိုငါခွင့်လို့လိုက်မယ် ငါလည်းခွန်းလို့ အာတော်တော့ကွာမင်းတို့တော့ကတော့ခွင့်လို့လိုက်ကြားရနော် ငါတို့ဘလို့လေးတိုင်းနဲ့ပြန်ပြောနေတာဟဲ့ အော်မဟုတ်ပါဘူးဟိုတားကိုကြီးတို့နှစ်ယောက်လုံးခွင့်လို့ပေးပါလို့ပြောတာပါနော် အေးမင်းဒီတစ်ချိန်တော့မင်းကိုခွင့်လို့လိုက်မယ်နော်ဒါပေမဲ့နောက်တစ်ခါဆိုရင်တော့မင်းသိမယ်နော် ဟုတ်ကဲ့ကိုကြီးဟုတ် ဟဲ့ကြီးကောင်လာတော့မယ်ရ ဖျောင်းနေမင်းတို့ညီကိုနှစ်ကောင်လုံးစောက်ကြီးကိုမဆိုင်တာကွာ ဟာကွာဟဲ့အကောင်လိုက်ကျင့်ရင်ဒီတစ်ခါတော့မင်းကိုတပတ်လောက်ပဲထမင်းစားလို့မရအောင်လို့ငါတို့ကြိတ်ပြီးလိုက်တယ်အေးဒါပေမဲ့နောက်တစ်ခါဆိုလို့ရှိရင်တော့မင်းတက်လုံးတဖုံးနဲ့ထမင်းဝါနေရမယ်ကြားလား အော်မကျင်နေဘူးကွာအကောင်တို့လုံးဝမကျင်နေဘူးအကောင်တို့ပြန်ကြည့်ဖို့ငါ့ကိုဖုန်းဆက်ပြီးလှမ်းခေါ်မယ်ကွာတွေ့မယ်ငါနဲ့အကောင်လေးဟယ်လိုကိုကျွန်တော်စီကိုအခုမနေ့ပညာအရောက်လာခဲ့ဗျာကျွန်တော်ဒီမှာဝိုင်းပြီးလောက်ခံနေရတယ်အာကိုလာမှကျွန်တော်ရှင်းပြမယ်ဗျာမနေ့ပညာကျွန်တော်စီကိုရောက်လာခဲ့ ဟာမျက်နှာတစ်ခုလုံးနဲ့စောက်ပြတ်တတ်နေဘလို့ဖြစ်လဲ ဟာမနေတဲ့အခုကျွန်တော်ဖုန်းဆက်တော့ပြောတယ်လေဝိုင်းလောက်ခံလိုက်ရတာလို့ ဝိုင်းလောက်ခံလိုက်ရ ဟုတ်တယ် မင်းမယုံဘူးလား ရုံးမရဘူးချုပ်ပြီးလောက်တာ ဟာချုပ်ပြီးလောက်တာ ဟုတ်တယ်အမဟုတ်မဟုတ်ဘူးဟာအခုဘာလို့တွေးနေရလဲကျွန်တော်ပြောတာကျွန်တော်တကောင်ချုပ်တယ်တကောင်ကထိုးတယ်အဲ့ဒါကိုပြောတာ ဩအဲ့လိုလား ဟုတ်တယ် အဲ့မင်းပြန်ခိုးပါလားကွာ ဟာဒီဘက်ဘာလဲကွာလူစကားနားမလဲဘူးလားမသိဘူးအခုကျွန်တော်ပြောတာရှင်းရှင်းလေးကျွန်တော်တကောင်ကထိုးတယ်တကောင်ကချုပ်တယ်အဲ့တော့ကျွန်တော်ပြန်ထိုးလို့မရဘူးလေရှင်းပြီလား ဟာရောအဲ့ဒါဆိုအခုမရိုင်းတာပဲကွာရောအခုသွားရှင်းမလားရော မဟုတ်ဘူးအခုမလို့ငါမလို့ ဟုတ်တယ် မလို့ပြန်ပြီ ပြီးရောဟာမဟုတ်ဘူးလေဘလို့ပြန်ပါလေဘာလို့ပြန်ပါလေ မင်းမလို့ဆို ဟုတ်ကျွန်တော်ပြောတာဒီလိုဗျာအကောင်ကိုတွားရှင်းဖို့အကောင်ကိုတွားရှင်းဖို့အကိုမလို့ကျွန်တော်တယောက်တည်းတွားရှင်းမှာအေးဒါပေမဲ့အကိုစီကတိုက်ခိုက်ရေးပညာတယ်ကျွန်တော်သင်ပေးဟမ်အဲ့လိုပြောတာ သဘောပေါက်ပြီဒါဆိုရင်မင်းတန်ရာတွေပျောက်သွားနေကြရင်ငါရဲ့တိုက်ခိုက်ရေးပညာတွေမင်းကသင်ပေးမှာဟုတ်ပြီ ကောင်း အဲ့ဆိုရင်အထုပ်နေရာချလိုက်နော် မဟုတ်နေဦးလေအကိုကဘယ်သွားဖို့လဲ ချီးသွားပါဘူးကားပေါ်မှာတည်းချီးပါရင် ဟုတ်နဲနေနော် နာမှာပေါ့ကွာချီးတော့ကွာဒီတော့အကြတယ်သွားပြီရောက် အာမရတော့ဘူးကျွန်တော်ပြေးနိုင်တော့ဘူးဗျာကျွန်တော်တော်တော်မောနေပြီ မပြေးနိုင်လို့မရဘူးလေမင်းတိုက်ခိုက်ရေးပညာကိုတတ်ချင်တယ်ဆိုရင်ဒီချက်ပို့ပြီးတတ်လုံကောင်းမှရမင်းဒီတော့ပြေးလို့လောင်းနေမရဘူးဒီချက်ပို့ပြီးတော့ပြေးရ ဟောဟိုရေကျွန်တော်မနေ့9နာရီတည်းပြေးနေဒီမှာနေတော့တော်တော်ထွက်နေပြီလေဗျာ တလုံးနဲ့မရဘူးမင်းညနေထိပြေးရမှာ ညနေဒီပြေးရမှာ ဟုတ်တယ်လေ အော်ထမင်းတွေဘာတွေမစားတော့ဘူးလား မစားနဲ့ထမင်းစားရင်ဝိတ်တက်မယ်ဒီမှာရေတော့ ရေပဲတော့မှာ ရေပဲတော့တော့နော်ရေကိုအများကြီးလည်းမတော့နဲ့နော်နည်းနည်းပဲတော့ နည်းနည်းပဲတော့ နည်းနည်းပဲတော့မယ်အများကြီးတောက်စားမလို့နည်းနည်းလေးပဲတော့ပြီးပြီဆိုတာနဲ့မနာနဲ့နော်တောင်းလျှောက်ပြီးရင်နော်တစ်ချက်လေးတောင်မနာနဲ့နော်အဲ့ဒါမှမင်းတောက်လုံအောင်ပါ နိုင်ဗျာနည်းနည်းဒီကရိတ်လို့ခဏလေးဒီနားမှာခဏနားမယ်
မရဘူးမင်းတက်လို့ကောင်းလို့ပြောနေတာနော်မင်းတိုက်ခိုက် မောနေလို့ မင်းတိုက်ခိုက်ရေးပညာတိုးတောင်းလို့ငါပြောနေတာ တွန်းတက်တာဟိုခပိထပ်ပြီးမယ်လေဝယ်ဒီမှာကျွန်တော်တော်ဒီမှာအဆိုင်တင်တော့အောင့်နေပြီပြီးလို့မရတော့ အဲ့ဒါမှမင်းပို့ပြီးတက်လို့ကောင်းလာမှာပြေးစရာရှိတာပြေးစမ်းမှာစကားတွေ ခ များ ဏနားမယ်လေ မနာနဲ့ပြေးစရာရှိတာပြေးလိုက်တော့သွားပြေး မရတော့ဘူးဟိုကျွန်တော်စပြီးမထိုးနိုင်တော့ဘူးကျွန်တော်မရတော့ဘူး မရတော့ဟုတ်လားဒီမှာရမင်းဟိုကောင်နှစ်ကောင်မနိုင်ချင်ဘူးလား နိုင်နေဦး ဘာဖြစ်လို့လဲ လက်လိနာနေပြီဗျာ နာပါပဲကွာဒီမှာရလူတယောက်ကိုတစ်ချက်ထိုးတာနဲ့မှောက်သွားတဲ့လက်တီမျိုးမင်းမလို့ချင်ဘူးလား လို့ရင်လည်းလေ လိုချင်မင်းထိုးရမယ် ကျွန်တော်ထိုးရလေဗျာအချက်မနေတော့ပါဘူးလက်တွေအောင်ဆုံးမဲ့တက်နေပြီဗျာ အလောင်းနဲ့ဘောင်းမဝင်ဘူးကွာဒီမှာရတယောက်ကိုအချက်တစ်ထောင်ထိုးရတယ် အချက်တစ်ထောင်တော့ ဟုတ်တယ် ဟိုကိုရဲ့မဆမနာဗျာအခုထိုးကျင် ခေါင်းပြီငါထိုးပြမကြည့်လား ထိုးဖတ်လို့လား ငါဒီဘက်လက်ကကျိုးတာတော့ထိုးလို့မရ ဘယ်နဲ့ထိုးလေ ဒီဘက်လက်ကမတန်တမင်းဘာပြောမနေနဲ့မင်းထိုးစရာရှိတာထိုးနေငါထမင်းသွားစားလိုက် ဟုတ်ကိုအဲ့ဆိုကျွန်တော်လည်းဘိုက်စာနေပြီကျွန်တော်လည်းတစ်ခါလေးသမင်းစားတော့မယ်လေ မင်းစားလို့မရဘူးမင်းထမင်းစားရင်ဝိတ်တက်သွားတယ် ဟာ ဒီမှာရေတော့ ရှင်းပေးတော့မှာ ရေပဲတော့ရေတော့ပြီးထိုးနော်ငါထမင်းစားပြီးပြန်လာရင်မရတော့ဟူစမထိုးနိုင်တော့ဘူး ဟာမင်းယောက်ျားကြီးဖြစ်ပြီးတော့ပြောလိုက်တာကွာ ဟာပြောတော့မဟုတ်လေဗျာဒီမှာရင်ဘက်တွေရောဒီမှာလက်တွေလည်းထောက်လို့မရတော့ဘူးဗျာတော်တော်နာနေပြီ ဟဲ့ရောအတာခံမအနာဆန်ရမယ်ဆိုတော့မင်းမကြောက်ဘူးလား မဟုတ်ပါဘူးဗျာအနာခံမအသာဆန်ရတာပါဗျာ အိုးဆော်ငါမပါလားအနာခံမအတာဆန်ရမှာဗောကွာကဲပါဒီနေ့အတွက်တော့မင်းရဲ့အပေါ်ပိုင်းမာဆယ်အတွက်ကတော့ဒီလောက်နဲ့ပဲငါတော်လိုက်တော့မင်းရဲ့အောက်ပိုင်းမာဆယ်တွေတောက်ဖို့အတွက်မင်းကထိုင်သားလောက်ခိုင်းမယ် ထိုင်တာဘယ်နှခါလောက်ရမှာ အများကြီးမဟုတ်ပါဘူး9000နဲ့ ဟဲ ရန်ကုန်တက်လာခဲ့ပါကြီးတော်တို့ရဲ့ဒီမှာအငဲကောလေးချင်ကန်နေစွတ်လို့ပြီးနှလုံးမောဖောက်ပြီးရှော့သွားပြီဗျဟုတ်ကဲ့ sorry ပါငါညီอ่ะကိုထွင်ယူပြီးကနေကြမ်းသွားတယ်